ဒီနေ့တော့ပထုံးပကံသာသနာပေါင်းမှုထူးခြားခဲ့တဲ့သမိုင်းကိုမင်းမြတ်တွေဖြစ်တဲ့မင်းမြတ်တော်ထာနဲ့မင်းမြတ်မလို့ဟာသစ္စာနဲ့မေတ္တာပေါင်းစပ်ပြီးတော့ပေါ်ပေါက်ခဲ့တဲ့မနုဟာဘုရားကြီးကိုအာယုထားမျက်စုံဝင်တဲ့ချင်းနဲ့ဥဒ္ဒပထမဒီစုပူဇော်ပါမယ်Ainda